ရှစ်မိုင်နေပြီးတော့ join ထားတဲ့ group ကိုစောင့်နေပါတယ်ကားပေါ်ရောက်ပါပြီရန်ကုန်ကနေပြီးတော့စတင်ထွက်ခွာပါတော့မယ်မနက်6 နာရီလောက်မှရှမ်းပြည်ထဲကိုစပြီးတော့ဝင်လာပါပြီတောင်တန်းတွေကိုကူးမှမြင်မှုတဲ့ကျွန်တော်တက်တော့တကယ်ကိုရင်သက်ရှူမောပဲကောင်းလာပါတယ်နေထွက်ချိန်ဖြစ်တဲ့အတွက်ကြောင့်ကြည်ရတာတကယ်ကိုစိတ်အေးချမ်းစေပါတယ်တောင်မောစပြီးဝင်လာပြီပေါ့နော်လမ်းတွေအကွေးကောင်းများပေမဲ့လည်းအခုမှဆက်ရောက်ပြီးတော့ကျွန်တော်တက်တော့ဒါတွေမြင်ရတာတကယ်ကိုရင်ခုန်စိတ်လို့ချဖို့ကောင်းလာပါတယ်တလန်းလုံးမြင်ရတဲ့ view ကအရာကိုလှပနေပါတယ်ကလောရောက်ပါပြီကလောမြို့မှာစီမှာမနက်စာသွားစားပါမယ်ကလောရောက်တဲ့အချိန်မှာတော့အေးစိမ့်စိမ့်နေလို့အရန်ကောင်းပါတယ်ဈေးထဲရောက်ပါပြီဈေးထဲရောက်တဲ့အချိန်မှာတော့ဒေတာထွက်အသီးနှံတွေကအစုံပဲပေါ့နော်စင်ရနာဆိုတဲ့ဆိုင်မှာမနက်စာဝင်စားခဲ့ပါတယ်ရှမ်းခေါက်ဆွေရန်စားခြင်းတွေကနေမှားစားခဲ့ပါတယ်ဒါရန်ကုန်ကရတာနဲ့လုံးဝမတူဘူးပေါ့နော်စားပြီးလို့ချင်းတဲ့အချိန်မှာဒါတပွဲကို2000ပဲရှိတယ်ပေါ့နော်ကျွန်တော်လည်းပြုံးပြုံးနဲ့ဆိုင်ထဲကနေထွက်ခဲ့ပါတယ်စားပြီးတဲ့အချိန်မှာလွယ်မိုင်းတောင်ဟိုပုံးမြို့မှာရှိတဲ့အတွက်ကျွန်တော်တို့ဟိုပုံးမြို့ကိုဆက်ပြီးတော့ထွက်ခါခဲ့ပါတယ်အိမ်လေးတွေကအခုလိုမျိုးစောက်ထားတာပေါ့နော်နောက်မှတောင်တန်းနေနေဆိုအရန်ကိုနေချင်စရာကောင်းပါတယ်စင်းစစိုးလေးနဲ့အရန်ကိုလာပါတယ်ဒါကျွန်တော်တလန်းလုံးကိုရိုက်ပြပေးပါမယ်ဒီလမ်းတစ်ချောင်းမှာလည်းဒီကြိုင်နေအများကြီးကိုပွင့်နေပါတယ်ဒါကလောမျိုးမှာကျိုးဆိုပါရေးဆိုတဲ့နေရာပေါ့နော်ဒီနေရာလေးမှာတော်တော်များများတက်ဖို့စီးရကြပါတယ်ဒီ view တွေကတော့အရန်ငေးမောစရာကောင်းနေပါတယ်ဒီနေရာလေးဆိုလည်းအရန်လာတယ်ပေါ့နော်ကျွန်တော်ကဒီအပေါ်မှာပတ်ပြေးခြင်းစိတ်တော့ပေါရပါတယ်ဒါအခုဆိုလို့ရှိရင်တော့အောင်မန်းမြို့တွေကိုစပြီးဝင်လာပါပြီဒီနေရာလေးဆိုလည်းအရန်လာရပေါ့နော်ပန်းခင်းလေးနဲ့ဒီအပင်လေးနဲ့မြင်ရတာလုံးဝစိတ်ကိုအေးချမ်းစေပါတယ်ဗီဒီယိုရမ်းရှိတော့မှဆိုလို့ဒါကျွန်တော်မြင်မြန်လေးကြော်ပြပေးမယ်ပေါ့နော်ဒီလမ်းလေးရှောင်းမှာစိုက်ခင်းနေရောနေကြရင်းနေရောအများကြီးပဲပေါ့နော်ကြည့်ရတာအရန်ကိုလာပါတယ်ကျွန်တော်ကတော့တလန်းလုံးငေးမောနေရပါတယ်ဒီနေရာလေးဆိုလည်းအရန်လာရပေါ့နော်မြင်ရခီးစဉ်တစ်လျှောက်ကလေးအရန်ရှိတော့ကျွန်တော်မြင်မြန်လေးရေးပြထားပေးပါတယ်ဒီလမ်းတစ်လျှောက်ကတော့ဒီကြိုင်းနေအများကြီးပါပဲ
ဒီကြရအခုမှမြင်ဘူးတဲ့ကျွန်တော်တော်အရန်ငေးမောစရာကောင်းနေပါတယ်ဒီနေရာဟဲဟိုမျိုးကြောလာပြီပေါ့နော်လမ်းအကွေးကောက်တွေကြီးပဲဆိုတော့အနေရတော့များပါတော့ဒါပေမဲ့ရှုခင်းတွေကအရန်ကိုလာပါနေပါတယ်ဒါတောင်ကြီးရောက်ပါပြီတောင်မောနေပြီဒီအိမ်လေးတသေးလေးကိုကြည့်ရတယ်ဖြူကလည်းအရန်ကိုလာပါတယ်ဟိုဘုံမြို့ရောက်တဲ့အချိန်မှာကားချင်းပြီးတော့ဒီလွယ်မိုင်းတောင်ကြီးမှာရှိတဲ့စံဖူးရတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ထွက်ခါပါတယ်ဒီအပင်ကြီးတွေဆိုလည်းအရန်လာရပါတော့နှစ်တွေဘယ်တော့ကြာနေလဲမသိဘူးဒီသွားတဲ့လမ်းတစ်လျှောက်မှာစိုက်ခင်းနေကြီးပဲပေါ့နော်ကြည့်ရတာအရန်ကိုလာပါတယ်သွားတဲ့လမ်းတစ်လျှောက်ကြည့်ရတဲ့မြင်ကွင်းတွေကကျွန်တော်စိတ်ကိုတကယ်ကိုအေးချမ်းစေပါတယ်ကဲကြည့်ပါအောင်ဗျာရမ်းလာတာပဲဒီနေရာလမ်းသိမကောင်းတဲ့အတွက်ကြောင့်ဖုန်နေကြီးပဲပေါ့နော်ဒီနေရာလေးဆိုလည်းအရန်လာရပေါ့နော်ကျွန်တော်တလန်းလုံးရိုက်ခဲ့ပါတယ်အရန်လာလို့ပါဒီသွားတဲ့လမ်းတစ်လျှောက်လုံးပေါ့နော်ကြည့်ရတာအရန်ကိုလာပါတယ်ကားသွားတော့ဖုန်နေကအရန်ကိုများတယ်ပေါ့နော်မက်စတိုမောကိုပဝါလေးဆောင်သွားဖို့တိုက်တွန်းချင်ပါတယ်ဒီသွားရတဲ့လမ်းခီးကနည်းနည်းကြမ်းမိမယ်လေရှုခင်းနေကအရန်ကိုလာပါတယ်ကျွန်တော်ကတော့အခုလိုမျိုးအုပ်ထားရပါတယ်ဖုန်နေရမ်းများတော့ဒီဘောင်းမီနဲ့လွယ်အိတ်တွေမှာအကုန်ပေးနေရပါတော့ဒီမှာပါဒီနေရာလေးကလေတောင်တန်းတွေကြိုက်တဲ့ကျွန်တော်တော်အရန်ကိုလာတယ်ဗျာတောင်နေကြမှာအခုမြင်နေရတဲ့ရွာလေးပေါ့နော်အဲရွာကနေပြီးတော့ဆက်ပြီးတော့သွားပါမယ်အရန်ကိုလာပါတယ်နေရာလေးကဒါတော့လမ်းပြနေရပါတော့ရှမ်းပြည်မှာဆိုလို့ရှိရင်ဒါမျိုးတွေကခဏခဏတွေ့ရပါတယ်ဒါတော့ကျွန်တော်ပါချောလာတော့မသိဘူးစားတာပါဖုန်နေရမ်းဝင်လို့နှာခေါင်းစီတက်ထားရပါတယ်ဒီဘက်လမ်းတွေမှာတော့လမ်းတွေကနည်းနည်းဆိုးတဲ့အတွက်ကြောင့်လမ်းပြင်တာတွေကိုတွေ့နေရပါတယ်ကဲလာပါပြီဒီနေရာတော့ကျွန်တော်အကြိုက်ဆုံးနေရပါဒီလိုတောင်နေကြထဲမှာသွားရတဲ့ feeling ကဘာနဲ့မှမလဲနိုင်ဘူးပေါ့နော်ဒီလိုနေရာမျိုးတွေမှာအရင်နေချင်ပါတယ်အိမ်လေးတွေကလည်းအရင်နေချင်စရာကောင်းပါတယ်ကဲကြည့်ပါအောင်ဗျာတာယာလိုက်တာဒီနေရာလေးကလေဘောလုံးဝေးလောက်ထားပါတော့တော်တော် idea ကောင်းပါတယ်လောက်တဲ့လူကဒီမှာဆိုလို့ရှိရင် cherry ဘန်းတွေမြင်နေရတယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့စံဖူးရတော့ကျွန်တော်တို့ရောက်ပါပြီဒီဖျားပေါ်မှာဆိုလဲ cherry ဘန်းတွေအများကြီးပွင့်နေရအခုမြင်တွေ့နေရပါတယ်ဒါအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့တောင်ချီကနေအိမ်တို့ရောက်ပါပြီဒါဖုန်နေခါနေပါတယ်လမ်းမပြေခဲ့လို့